မင်္ဂလာပါ Superhero Spotlight ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီဇင်ဘာလရောက်ပြီဖြစ်တဲ့အတွက် Christmas နဲ့ပတ်သက်တဲ့ Batman comedy တစ်ခုကိုတင်ဆက်ပေးခြင်းပါတယ် comic နာမည်ကတော့ Batman Noel လို့ခေါ်ပါတယ်ကဲအိမ်ခန်းထဲမှာဆောင်းလင်းချုံပြီးစိတ်ညကြနိုင်နားထောင်ဖို့အသင့်ဖြစ်ပြီဆိုရင်စလိုက်ကြအောင်ဗျာချမ်းအေးလာတဲ့ Christmas ညတညမှာတော့ Bob လို့အမည်ရတဲ့လူတစ်ယောက်ကအိမ်နဲ့တလုံးလွယ်လာပြီးအမည်မသိလူတစ်ယောက်နဲ့ချင်းဆိုထားတဲ့နေရာကိုလမ်းလျှောက်လာပါတယ်ဒါကိုဂျိုကာကထောင်ထဲကလွတ်သွားလို့ Christmas ညမှာတော့အနားမယူပဲဂျိုကာကိုအပူတပြင်းလိုက်ရှာနေတဲ့ Batman ကမယုံသင်္ကာဖြစ်လို့ Bob နောက်ကိုနောက်ရောက်ခံလိုက်လာခဲ့ပါတယ်ချင်းဆိုထားတဲ့နေရာကိုလည်းရောက်တော့ Bob တရားအနက်အောင်အိတ်ကိုမြေပြင်ပေါ်ပစ်ချလိုက်တဲ့အခါတစ်သားအကာရန်ကြားတဲ့ကလက်တစ်ဖက်ထွက်လာပြီးပတ်စံတွေအပြည့်ထည့်ထားတဲ့လက်ဆောင်ဘူးလေးတစ်ခုကိုပြန်ပစ်ပေးလိုက်ပါတယ်Bob ကပတ်စံတွေပါတဲ့လက်ဆောင်ဘူးကိုအားရပါရယူတော့မဲ့အချိန် Batman ကသူ့ရှေ့ကိုရောက်လာခဲ့ပါတယ်။ Bob လည်း Batman ကိုမြင်တော့ကြောက်အလန့်အားနဲ့ပြေးပေမဲ့ Batman ကသူ့ရဲ့ကြိုးနဲ့ Bob ရဲ့ခြေထောက်ကိုလှမ်းပစ်ပြီးဖမ်းလိုက်ပါတယ်။နောက်တော့ Batman က Bob ကိုသူနဲ့ချင်းဆိုထားတဲ့သူကဘယ်မှာလဲဆိုပြီးစစ်မေးလိုက်ပါတယ်။ Bob ကလည်းသူနဲ့ချင်းဆိုထားတဲ့သူကသူ့ကိုစာရွက်ပေါ်မှာရေးပြီးသားချင်းဆိုခဲ့တာဖြစ်ကြောင်းဒီလိုကိုသူမသိကြောင်းနဲ့ပတ်စံရခြင်းလို့သာဒီလိုမျိုးလုပ်ခဲ့တာဖြစ်ကြောင်း Batman ကိုပြောပြလိုက်ပါတယ်။ Batman ကလည်းဒီလိုလုပ်တာအန်ရအများကြောင့်ပြောပြီးချလုပ်လိုက်တဲ့အတွက် Bob လည်းအိမ်ကိုဖနှောင်းနဲ့တင်တသားတဲ့ကြောင်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ Batman က Bob ရဲ့ muffler ပေါ်မှာ Bob ရဲ့အိမ်ကိုသိရဖို့ tracker လေးတစ်ခုတင်ခဲ့ပါတယ်။နောက်ပြီးတော့ Batman က Bob ကိုပတ်စံတွေထည့်ထားတဲ့လက်ဆောင်ပူပေးခဲ့တဲ့သူရဲ့နေရာဖြစ်တဲ့တစ်သားအကာရန်တကားပေါက်ကိုခြေထောက်နဲ့ကန်လိုက်ပြီးအထဲကိုဝင်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘသူ့ကိုမှမတွေ့ရပဲအယုတ်တွေသာရှိပြီးအယုတ်တစ်ခုရဲ့ပါးစပ်ထဲမှာလက်နှေးလိုက်တဲ့အဖိုးကြီးလိုရေးထားတဲ့စာတစ်စောင်ကိုသာတွေ့ခဲ့ပါတယ်။ Batman ချလို့လိုက်လို့ကြောက်ဝါလန့်အားနဲ့ပြေးလာတဲ့ Bob တယောက်အိမ်ရောက်တော့ Batman လိုက်လာသေးလားဆိုပြီးအိမ်ထဲကနေချောင်းကြည့်နေပါတယ်။ Bob ရဲ့သားလေးကလည်းအဲ့ဒီအချိန်မှာ Christmas သစ်ပင်လိုချင်နေတဲ့အတွက်ရှိရဲ့ပစ္စည်းအပိုင်းစားအယုတ်ကလေးတွေနဲ့တစ်ကိုင်းလေးတစ်ခုပေါ်မှာ Christmas သစ်ပင်ပုံစံပုံဖော်နေခဲ့ပါတယ်။ Bob ရဲ့အလုပ်ကလည်းလစာပေးတဲ့အရန်နေတဲ့အတွက် Bob တို့သားအဖဟာဆင်းရဲပါတယ်။ဒါကြောင့် Bob ကသူ့သားလိုချင်တဲ့ Christmas သစ်ပင်ကိုဝယ်ပေးခြင်းပေမဲ့ပတ်စံမရှိလို့ဒီလိုမျိုးမကောင်းတဲ့အလုပ်တစ်ခုလုပ်လိုက်ဖို့ဆုံးဖြတ်မိခဲ့ပြီး Batman နဲ့ပတ်ပင်တိုးခဲ့တာဖြစ်ပါတယ်။ Batman ကတော့ Christmas ညမှာတော့နားမယူပဲ Bob ရဲ့အိမ်ကိုမြင်နိုင်တဲ့ CCTV တွေတက်ထားပြီးဂျိုကာရောက်လာမလားဆိုတာကိုစောင့်ကြည့်နေပါတယ်။ဖြစ်ချင်တော့ Batman နဲ့လူသားတူဖြစ်တဲ့အတွက်အေးမိပြီးချောင်းတွေစိုးနေတာပါ။နောက်နေ့ကျတော့ရဲမှုကြီး Gordon က Batman ကို Bat Signal ဖွင့်ပြီးခေါ်တဲ့အတွက် Batman ကရောက်လာခဲ့ပါတယ်။ Gordon ကလေလံပွဲတစ်ခုကတန်ဖိုးကြီးပစ္စည်းတွေကို Catwoman ကခိုးဖို့ကြံစီနေတဲ့အကြောင်းသတင်းရလို့ Batman ကိုအကူအညီလှမ်းတောင်းပါတယ်။ Batman ကတော့ဂျိုကာကိုရှာနေရလို့နောက်မှ Catwoman ကိုဖမ်းမယ်ပြောပေမဲ့ Gordon က Catwoman မှာအရေးကြီးတဲ့သတင်းတွေရှိနေနိုင်တယ်လို့ပြောတဲ့အတွက် Batman လည်းအမှုကိုလက်ခံလိုက်ပါတယ်။ဒါကြောင့်လေလံပွဲအခမ်းအနားကျင်းပတဲ့အဆောက်အအုံနားတနေရာမှာ Batman ကမှန်ပြောင်းတယ် Catwoman ရောက်လာမလားဆိုပြီးစောင့်ကြည့်နေပါတယ်။ခဏလောက်ကြာတော့လေလံပွဲအခမ်းအနားကပစ္စည်းတွေကိုအိတ်ထဲထည့်တယ်ပြီးခိုးလာတဲ့ Catwoman ကိုမြင်တာနဲ့ချက်ချင်းလေဟုန်စီးပြီး Catwoman ရှေ့ကိုရောက်လာပါတယ်။ Batman က Catwoman ကိုမြင်တာနဲ့ချက်ချင်းပဲဂျိုကာဘက်မှာရှိလဲဆိုပြီးတမ်းမေးပါတယ်။ Catwoman ကလည်းမဖြစ်ပဲအညောင်လုပ်နေတော့ Batman လည်းစိတ်မရှိတော့ပဲအချိန်ကုန်တယ်ဆိုပြီးလှည့်ပြန်တော့ဖို့ဟန်ပြင်တဲ့အခါ Catwoman ကသူ့ကိုမဖမ်းတော့ဘူးလားဆိုပြီးမေးပါတယ်။ဒီညတည်းရောက်သေးရင်မင်းကြောင်ပဲဆိုပြီး Batman ကပြောလိုက်တော့ Catwoman လည်းအပြစ်ပုံချရမလားဆိုပြီးဒေါသတွေထွက်သွားပြီး Batman ကိုချက်ချင်းတိုက်ခိုက်ပါတယ်။ Batman ကအေးမိပြီးချောင်းတွေစိုးနေတဲ့အတွက် Catwoman နဲ့တေချာမတိုက်ခိုက်နိုင်ပါဘူး။ဒီလိုနဲ့ Batman နဲ့ Catwoman ကအရင်တုန်းကလိုပဲစိန်ပြေးလိုက်တန်းကြီးကိုပြန်ကစားလိုက်ရပါတယ်။ Catwoman နောက်ကိုလိုက်ဖမ်းနေချိန်မှာ Batman တယောက်မတော်တဆချော်ကြပြီးတိုက်ရောက်ကိုပြုတ်ကျသွားပါတယ်။ဒီလိုနဲ့အေးမိနေလို့လူစိုးကောင်းမဖမ်းနိုင်ပဲဘူနေတဲ့ Batman စီကို Superman ရောက်လာပါတယ်။ Superman ကအေးမိနေတဲ့ Batman ကိုသနာသွားတဲ့အတွက်ကားနားအထိကူညီပြီးတည်သွားပေးမယ်လို့ပြောပါတယ်။ Batman ကတော့သူ့ကားစီကိုမပို့ခိုင်းပဲ Bob ရဲ့အိမ်ကိုဂျိုကာလာမလားသိချင်တဲ့အတွက် Bob ရဲ့အိမ်သားကိုပဲ Superman ကိုပို့ပေးခိုင်းခဲ့ပါတယ်။ Superman ကတော့ Bob နဲ့သူ့သားလေးအိမ်မှာသူ့ဟာသူအေးအေးဆေးပျော်နေတာကိုမြင်ပြီးဒီတညတော့အနားယူတင်တယ်လို့ Batman ကိုအကြံပြုရင် Christmas မှာ Gotham မြို့ကဘယ်လောက်လှသလဲဆိုတာကိုလိုက်ပြပါတယ်။ပြီးမှပဲ Batman ကိုသူ့ရဲ့ကားစီပို့ပေးခဲ့ပါတယ်။ဒီလိုနဲ့အေးမိနေပေမဲ့အနားမယူပဲအလုပ်လုပ်နေတဲ့ Batman ကို Superman လည်းနှုတ်ဆက်ရင်အဝေးကိုပြန်ထွက်သွားခဲ့ပါတယ်။ Batman ကကားတကားဖွင့်ဖို့တောနှိမ့်လိုက်တဲ့အခါမှာကားကပေါက်ကွဲသွားတဲ့အတွက် Batman တယောက်လွင့်ထွက်သွားပါတယ်။ Batman မမိတ်မျောခင်မြင်လိုက်ရတာကတော့ဂျိုကာပဲဖြစ်ပါတယ်။ဂျိုကာက Batman ကို Gotham မြို့ကတင်းချိုင်းတစ်ခုစီတရွတ်တိုက်ဆွဲခေါ်သွားပြီးတူးထားတဲ့အလောင်းကျွန်းနဲ့ပစ်ချပြီးမြေဖို့လိုက်ပါတယ်။ဒါပေမဲ့ Batman ကတော့သိရဲ့အတိုင်းမြေကြီးကိုလက်သီးနဲ့ထိုးပြီးကျွန်းထဲကနေမရမကပြန်ထွက်လာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ညတကောင်လဲရောက်တော့အိမ်တကားခောက်တန်ကြားတဲ့အတွက် Bob ရဲ့သားလေးက Santa Claus လာမသိဘူးဆိုပြီးတကားဖွင့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့လက်နက်တွေအပြည့်ထည့်ထားတဲ့အိတ်ကိုတည်လာတဲ့ဂျိုကာကိုပဲတွေ့လိုက်ရပါတယ်။ဂျိုကာကတော့ကလေးရှိမှတည်လာတဲ့အထုပ်ထဲကနေခွာရှင်တွေတနက်တွေအစရှိရဲ့အနေရှိပစ္စည်းတွေထုတ်ပြနေပါတယ်
ကလေးကလမ်းဖြန့်ပြီးအဖေကိုခေါ်တဲ့အခါ Bob ကချက်ချင်းထွက်လာပြီး baseball တုံးနဲ့ရိုက်ဖို့ကြိုးစားပေမဲ့ဂျိုကာရှောင်လိုက်ပြီးကွာရှင်နဲ့ Bob ရဲ့မျက်နှာကိုရိုက်လိုက်ပါတယ်။နောက်တော့တနက်နဲ့ Bob ရဲ့ခေါင်းကိုချိန်ပြီးဇလန်းအစမှာတော့ကသူ့ပေးခဲ့တဲ့လက်ဆောင်ဘူးတွေကပတ်စံတွေကိုပြန်တောင်းပါတယ်။ Bob ကတော့ဘန်မန်ကပတ်စံတွေယူတာတွေ့သွားခဲ့လို့သူ့မှာမရှိတော့ကြောင်းပြောပြလိုက်ပေမဲ့ဂျိုကာတက်ဖြစ်ဖို့လုပ်ပါတယ်။အဲ့ဒီချိန်မှာပြတင်းပေါက်မှန်ကိုခွဲပြီးရောက်လာတဲ့ဘန်မန်ကဂျိုကာကိုခြေထောက်နဲ့ကန်လိုက်ပါတယ်။တနက်ပြုတ်ကျသွားလို့ဂျိုကာပြန်ကောက်မယ်လို့ Bob ကတနက်ကင်ပြီးဂျိုကာကိုတက်ဖြစ်ဖို့ချိန်ထားပါတယ်။ဘန်မန်ကတော့သူ့သားရှိမှလူသက်သမားတယောက်မဖြစ်စေနဲ့လို့ Bob ကိုပြောလိုက်တဲ့အတွက် Bob လည်းအသိစိတ်ဝင်ပြီးစိတ်လျှော့လိုက်ပါတယ်။ဂျိုကာကိုတော့ရဲလက်ထဲအပ်လိုက်ကြပါတယ်။နောက်တနေ့မနက်ကျတော့ဘန်မန်က Bob ရဲ့အိမ်ကို Christmas သစ်ပင်တစ်ပင်ပို့ပေးလိုက်ပါတယ်။ဒါအပြင် Wayne Company မှာ Bob နဲ့ကိုက်ညီမဲ့လစာမြင့်အလုပ်တစ်ခုကိုလည်းပေးခဲ့ပါတယ်။ဒီလိုနဲ့ Bob နဲ့သူ့သားလေးရဲ့ Christmas ဟာဘန်မန်ကြောင့်ပျော်ရွှင်မှုတွေနဲ့အတူပြည့်နှက်သွားခဲ့ရင်ဇလန်းလေးကိုအဆုံးသတ်ခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပေါ့ဗျာအားလုံးပဲ Merry Christmas ဖြစ်ပါစေဗျာ။